မတက်တယ်နည်းနည်းကြည့်ရလူရှာလိုက်မယ်ဟုတ်ကဲ့အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီ live လေးကိုနည်းနည်း share ပေးကြပါနော်အခုဒီ live ကိုလွှင့်ရတဲ့ရည်ရွယ်ချက်ကတော့ကျွန်တော်တို့ဒီခု live လွှင့်တာကတော့ဒီရဲ့ရရှိရဲ့ငွေစီတရင်တက်ဖွဲ့နဲ့လုံးဝမသက်ဆိုင်ပါဒီ live ကလွှင့်ရတဲ့အကြောင်းရင်းကတော့ကြာဆုံးသွားတဲ့ကျွန်တော်တို့ရတရှိမျိုးနယ်စစ်တောင်းမြေရှိဘက်1မှာရှိတဲ့ PDF ရဲဘော်မိသားစုမိမများနေတာသက်ဆိုင်ပါတယ်ဒီလိုက်ကိုလွှဲတဲ့အကြောင်းရင်းကတော့ကျွန်တော်ပြောလို့ပဲ1500စကျွန်တော်ပံ့ပိုးပေးပါဒီလိုက်ကိုလွှဲတဲ့အကြောင်းရင်းကျွန်တော်ဆုံးတော့ပြောလို့ပေါ့နော်ကျွန်တော် PDF တွေကြီးမှာနောက်ပိုင်းမှာမိသားစုတွေရှိတယ်ကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့မိသားစုတွေကျွန်တော်ထောက်ပံ့ပါပါဒီဥစ္စာဒီကျွန်တော်တရင်တက်ဖွဲ့နဲ့လုံးဝမသက်ဆိုင်ပါရရှိရဲ့ငွေစီမှတ်တမ်းသို့မဟုတ်ဗီဒီယိုကလစ်ဓာတ်ပုံကလစ်တွေနဲ့ကျွန်တော်ဘဒုရှိကိုဘယ်ရဲဘော်ရဲ့မိသားစုကျွန်တော်ဒါမဲ့မိသားစုနဲ့ပတ်သက်တဲ့ပုံလေးတော့ဖြတ်မယ်ကျွန်တော်စင်းနဲ့ရှာပြပါမယ်အခုဒုက္ခရဲ့တအားရောက်နေပြီကျွန်တော်တို့ဘဒုမှထောင်းမပန်ဘူးဗျကျွန်တော်ဒီလိုက်ရုံနဲ့ share ပေးပါကျွန်တော်ကတော့ပဲခူးတိုင်းတောင်ခရိုင်ရတရှိမြို့နယ်တရင်3534တခွဲ2မှရဲဘော်ဆိုင်ခန့်ဖြစ်ပါတယ်ကျွန်တော်လိုက်ကိုလွှင့်ရတဲ့အကြောင်းရင်းကတော့ Federal Democracy အတွက်ကိုလိုလားတဲ့ရဲဘော်တွေရဲ့မိသားစုတွေအခက်ခဲကိုကျွန်တော်ဖြေရှင်းပေးဖို့ဒီလိုက်ကိုလွှင့်ရတဲ့အကြောင်းရင်းဖြစ်ပါတယ်ဒီလိုက်ကဒီလိုက်ဒီရရှိတဲ့ငွေဒီဒေါ်လာရေးအတွက်မသုံးမပြပါဘူးတော်လန်ရေးမှာတိုက်ပွဲဝင်နေတဲ့ရဲဘော်မိသားစုတွေအတွက်ကိုဒါရရှိတဲ့ငွေတွေကိုကျွန်တော်ထောက်ပံ့မှာဖြစ်ပါတယ်เนาะကျွန်တော် certificate ကိုလုံးဝမထုတ်ပေးပါဘူးရရှိတဲ့ငွေကိုကျွန်တော်အကုန်လုံးနောက်နေ့ကျရင် live လွှင့်ပြီးတော့အကုန်လုံးရှင်းပေးပါမယ်ဖြစ်နေရဘယ်လိုလဲဆိုတော့ဒီရဲဘော်တွေစီတော်လန်ရေးထဲမှာပါဝင်ပြီးသူတို့မှာမိသားစုတွေရှိတယ်မိသားစုတွေရဲ့ကလေးတွေရဲ့ကျန်းမာရေးဒုက္ခရောက်ရင်ဘယ်ကောင်တွေပြေးရှင်းပေးမှာတော့ကျွန်တော်ဒီ live လေးကိုများများလေး share ပေးပါကျွန်တော်မှားပါရင်ခွင့်လို့ပေးပါနော်ကျွန်တော်ပတ်စံတွေပတ်ရှိနေရဒီနေ့ထမင်းကုတ္တိမစားရသေးဘူးကျွန်တော်တရင်မူလည်းမဟုတ်ဘူးဂျူဝါမူလည်းမဟုတ်ဘူးတောင်ပိုင်းတိုင်းစစ်ဒေသနှစ်ကကောင်းနေဘာလုပ်နေရတော့sorry ပါတောင်မိုင်းတိုင်းစစ်ဒေသနှစ်ကလူတွေပါလုံနေတော့မိမိတို့အောက်မှာရောက်ရှိနေတဲ့ရဲဘော်တွေရဲ့မိသားစုတွေဒုက္ခရောက်နေတာကိုမင်းတို့ကြည်မာလားကျွန်တော်ဒီပို့ဒီဟာဒီကျွန်တော်ရဲ့ကိုယ်ပိုင်အကောင့်နဲ့လွှင့်နေရပါเนาะကျွန်တော်စိုင်းခန့်ပါမင်းတို့ရဲဘော်10ယောက်ကိုတာဝန်ယူနိုင်စိုင်းခန့်ဒီရဲဘော်ရောက်နေ10ယောက်တာဝန်ယူမယ်ကျွန်တော်ရဲ့ဒီပို့လေးကိုကျွန်တော်တွေးခွဲတာလည်းမဟုတ်ဘူးကျွန်တော်တို့လက်အောက်မှာချိနေတဲ့ကျွန်တော်တို့ဒီတသွေးတဲ့သားတဲ့ရှိရကောင်တွေလာခဲ့ကျွန်တော်တို့ပောက်ကွဲနေပြီကျွန်တော်မန်ရှင်းတွေခေါ်ပေးပါအမှန်တရားလိုတဲ့လူတွေ PDF အမိခံထားတဲ့ရဲဘော်တွေကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့မိသားစုတွေအတွက်ကိုကျွန်တော်ဒီကအလှခံပါတယ်နော်ဒီဥစ္စာဒီတရင်တက်ဖွဲ့နဲ့လုံးဝမသက်ဆိုင်ပါနည်းနည်း share ပေးပါအောင်ကျွန်တော်ကြည့်ရမရှိသေးဘူးများတော့10လီတော့မလို့ကျွန်တော်နည်းနည်း share ပေးပါကျွန်တော်အခုလှခံနေရသည်ဒီကျွန်တော်တို့လက်ရှိစစ်မြေပြင်မှာတိုက်ပွဲတိုက်နေတဲ့ရဲဘော်တွေမဟုတ်ဘူးနော်ကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့မိသားစုတွေကိုကျွန်တော်ထောက်ပံ့မယ်အဲ့ဒါပြီးတော့
လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တွေရဲ့မိသားစုတွေကျွန်တော်ထောက်ပံ့မှာကိုဝင်ဆောင်မိခင်တွေရှိတယ်အဲရဲဘော်တို့ကိုကျွန်တော်ထောက်ပံ့မယ်ခုလိုက်လွှင့်နေရတဲ့ငွေစီကျွန်တော်တရင်တစ်ဖွဲ့နဲ့လုံးဝမသက်ဆိုင်ဘူးနော်တခါပြောပြီးသားပောက်ကွဲနေပြီဒါဟုတ်ကဲဖောက်ပဲကောင်းနေခုထုမှာအောင်ကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တွေရဲ့အခက်အခဲကိုဖြေရှင်းဖို့ဒီလိုက်ကိုကျွန်တော်လွှင့်တာကျွန်တော်ကိုဒီမှာရရှိရဲ့ငွေကိုကျွန်တော်ဝင်မှန်းပြီးတော့ရေးပေးနိုင်တယ်အလူကျွန်တော်ဒီ18ရက်နေ့18ရက်တလ2026အဲ့ရဲ့နောက်ပိုင်းကိုကျွန်တော်ကြာဆုံးသွားတဲ့ရဲဘော်ရဲ့မိသားစုတွေဟာရဲ့တိုက်ပွဲတွင်းမှာသူတို့ရဲ့ဖုံးလေးတွေပျက်စီးသွားတဲ့ရဲဘော်တွေရဲ့ဟာတွေကိုကျွန်တော်ပြန်လဲဖြစ်တင်းမှုပါတရင်တက်ဖွဲ့နဲ့လုံးဝမသက်ဆိုင်ဘူးနော်ရှင်းရှင်းပြောပြမယ်လုံးဝမသက်ဆိုင်ဘူးဘာတည်းပြောရင်ဖြုတ်ပြမှာအကုန်လုံးပောက်ကွဲနေပြီကျွန်တော်ဘုံမှာပောက်ကွဲပိုင်ဝင်နေရှိတယ်ကျွန်တော်တို့ဘယ်သူမှဖောင်းမထူဘူးကဲမိသားစုတွေဒုက္ခရောက်နေပြီ PDF မိသားစုတွေဒုက္ခရောက်နေပြီဘဲကောင်တွေထမင်းချကျွေးတာတော့တနေ့ကုန်ကျွန်တော်တမနက်ခင်းလုံးထမင်းမစားရသေးဘူးကျွန်တော်တို့ဘာလို့ကျွန်တော်တို့ကအာဏာရှင်ကိုတိုက်နေတာနော်ကျွန်တော်တို့လိုချင်တာစစ်မှန်တာတသွေးတဲ့တသားလေးလိုချင်တာဒီချိန်မှာမှန်သောစကားပြောခဲ့မယ်ကျွန်တော်ဒီပို့များများ share ပေးတော့ကျွန်တော်တို့ကအမှန်ဆုံးပြောတော့မှာနက်ခင်းနဲ့ကထမင်းမစားခဲ့ဘူးစားတော့စားတယ်ဟိုမှာကျွန်တော်ရင်ဆိုင်ဖြည့်ရှင်းခဲ့ရအများကြီးခုဒီ like ကိုလွှင့်ရတဲ့ဟာကျွန်တော်အလှခံတာစီကြာဆုံးသွားတဲ့ရဲဘော်တွေရဲ့မိသားစုတွေလက်ရှိတာဝန်ထမ်းဆောင်နေတဲ့မိသားစုတွေအတွက်ကိုကျွန်တော်လှူခံတာဒီ18ရက်နောက်ပိုင်းကိုကျွန်တော်လှူခံပြီဒီဟာရရှိရဲ့ငွေစီcertificate လုံးဝမထုတ်ပေးဘူးကျွန်တော်ရဲ့ရရှိငွေစီကျွန်တော်မန်းနေနဲ့နေ့တိုင်းကျွန်တော် live လွှင့်ပြီးတင်ပြပေးပါမယ်တချို့ရဲဘော်တွေရှိတယ်ကလေး2ယောက်ရှိတယ်စားစရာမရှိဘူးတချို့ရဲဘော်ရှိတယ်ကိုဝင်တွေရှိတယ်တချို့ရဲဘော်တွေရဲ့ဘယ်လိုပြောမလို့2နှစ်3နှစ်ကလေးတွေလက်တွေကျိုးတယ်ရှည်ကျိုးတယ်ဘယ်သူမှထောက်ပံ့တာတယောက်မှမရှိဘူး